ဒီညမှာလည်းမျက်စိလေပါ ရွှေချိုးလေးကိုအမလေးလေယောဟာလို့ရှိရင်ရှင်မလို့ ဟေးအားရရှုံးနေတော့ရှုံးပေးလို့ ရှုံးပေးလို့မရ ပါတော့ပြိုင်နေနော် ရှုံးပေးလို့မရပြန် နော်နော် ရှုံးပေးလို့မရ သူကနန်းနာဂျိုးလေးကိုနန်းနာ ဟာဟာဂျိုးမင်းတို့ကမုတ်လေးပွေမင်းတို့ကမုတ်လေးပွေ ကဲအဲ့ဆိုနေရင်ကလည်းနေကလည်း ဆုံးစင်တော့လုံးဝဆုံးပြီးလို့ ဟာဆိုဘာကနိုင်မတုံးလုံးကြီးလဲနေလေကြတော့ ကမရရအောင်က ဒီလိုခြေတစ်ပေါင်းကျွေးလိုက်ရတယ်နော် လုံးလုံးလေးနဲ့နဲ့ပေါ့ မလူဆိုတာလေးစိတ်ရှည်ပြီးရလမ်းကြောင်းမှာတယောက်နဲ့တယောက်အမြင်မထားအောင် ပြထားပြထားရံပြမှာပြထားအဲ့ဒါ အဲ့ဆိုလေချကွာပြီးပါနိုင်နေလို့လေ တော့မှအရန်ကိုဇာတ်နဲ့ရေးကြနေတော့ 我这玩意过来呀，喂喂，哪？ ခဏနေအောင်ဒီမှာကြည့်ရလို့ငါမိစ္ဆာငါကြည့်ပါလေဟဲ့ခဏနေအောင်အာဟုတ်ကဲ့ငါတို့ကကျုံနိုင်ရ 哪里去哪里捉住了？ နိုင်နှကောင်းပြက်လိမ့်မယ်နားနေအောင်ဒီအောင်ရော 你比如 အဲ့တော့လေအဲ့တော့ဘာပုံမနေနဲ့မသားလေးနေဟာအကျဉ်းတော့မတိလို့မဲဦးမယ်နော်ခုနကပဲနေအောင်နော် ချီချူလေး ဟုတ်လားအဲ့တော့ငါနဲ့အောင် မင်းငါတို့ရွှေချိုမင်းမုတ်လေးပွေ ငါကလေးပဲကြည့်ရအကောင်မတမယုတ်ကြီးဆိုနေ ဒီချိုးတော့တုံးနေ နေမှာတော့ နေနေ 这个吃的是老，哪有那跑不了的？ မနာပြောနေကွာ ငါကွာညီလေးရငါကွာလို့နော် ကဲပြောကောင်မလေးနားမယ်လို့တဖေးချလိုက်ပါဟဲ့နားမယ်လို့တဖေးချလိုက်ပါရေဝေသာကလမတူလေးရဲ့ညလုံးကြီးကလေးကလေး မျက်လုံးကပေါ်မှာအဲ့ဒါမျက်လုံးမဟုတ်ဘူးအဲ့ဒါမျက်လုံးမဟုတ်ဘူးအဲ့ဒါ โอ้ย ဒီရဲ့ကြီး တောက်ပရမကလုံးအပေါင်းပါမောင်ဖြိုးကတော့ဂျိုးရုပ်ကိုစေတဏမတော့အိုးပုတ်ကိုမြေဒီတိုင်းမနိုင်ရင်ဒီတိုင်းမနိုင်ရင်ညီလေးဟိုအားရှိတော့ကိုလေးကလေးဒီပြီးနဲမယ်နော်ဒီအရှိကိုတိုးလို့မလာနဲ့ဟာ အားနေတယ်လက်ဝိတ်တယ်မှာ တဲ့ရှိဦးမလားဘာလို့ယူလာခဏနေ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 ငါမဲမပြောဒီကနေ့အဲ့ဒီမနာတယ်ငါဦးရတယ်ငါကြောက်တယ်ငါကြောက်တယ်ငါနေကလည်း အဲတခါလေးနဲ့ နဲ့ကွာအားဒီလိုအဲ့လို ဒီတိုင်းမနိုင်ရင်အဲ့ရောပိတ်ပါဟိုဒီတော့ကျွဲမောင်နှမမလို့ အဲ့ဒါပြော ဒီကစုံးလိုက်တယ် ဟုတ်လားနေငါ့ကိုချုပ်နေတော့မကြဒီလိုကြီးကငါချက်သိတာတော့ငါလေအသက်တာကြီးကအဲ့လောက်ကြီးအတွေ့အကြုံမရှိဘူးနေရလေတောက်ကြရကဲဘယ်လိုလဲနဲ့ပါဒီကဟိုကလာကားရမင်းသမီးနဲ့သွားတယ် စုကူ ကလာကားရမင်းသမီး ဒီလိုမထင်တော့ဘူးစုဖို့ရေဒီလိုမထင်တော့ဘူး သူ့ဘုရားနာမည်ပြောင်းလိုက်တော့ဘလို့ပြောင်းဂန်ကူးပါသူတို့ညောက်ကြည့်ရနေစမ်းတည်းနေမှာကျွမ်းသမ်းတယ်ဟာဆွဲသွားဟာဥပယောသွားဟာဒီဘက်ဒါမကောင်းတဲ့အညီကြီးတွေ ကျေးဇူးတင်လိုက်တဲ့ကိုစမ်းမှုရေဘယ်လိုဟုတ်တယ်ကျွန်တော် BBC ရှာနေတာ9နှစ်တော့ရှိပြီဟောဒီလူကြီးနာကင်စာဖြစ်နေတယ်